ကျွန်တော်တခင်မစီကနေထူးဆန်းတဲ့ပုတ်စော်နန္ဒမျိုးကိုကျွန်တော်စတင်တတိထားမိလာတယ်။သူမမှာကိုဝင်ရှိနေတာပါ။အဲ့ဒီအကြောင်းကိုကျွန်တော်သိနာမလဲပေမဲ့ကျွန်တော်ခေါင်းတင်ပြီးအနားယူလေးရှိတဲ့သူမရဲ့ပိုက်လေးကိုတော့သဘောကျမိပါတယ်။အဲ့ရဲ့မော်ဆန်တဲ့ပိုက်ထဲမှာဘာတွေကြီးထွားနေမလဲဆိုတာကျွန်တော်အမြဲသိချင်နေခဲ့တာပါ။အဲ့ဒီကလေးလေးကကျွန်တော်နဲ့တူပါစေလို့ပဲဆူတောင်းနေမိတယ်။အချိန်တွေကအယမ်းမြန်ပါတယ်။အဲ့ကလေးမွေးရမယ့်အချိန်ကိုရောက်လာခဲ့ပါပြီ။ကလေးလေးမွေးလာတဲ့အခါကျွန်တော်အံ့ဩသွားရပါတယ်။ဒီလောက်လှပတဲ့တတဝါလေးမျိုးကိုကျွန်တော်တခါမှမမြင်ဘူးခဲ့လို့ပါ။ဒါကဘေးကင်းတဲ့နေရာတစ်ခုဖြစ်ပြီးသူတို့ကမင်းကိုအမြဲကာကွယ်ပေးလိမ့်မယ်လို့ပြောကြပါတယ်။ဒါပေမဲ့အိတ်စီကပုတ်စော်နေတာကတော့ရှိနေတော့မှာပဲ။နှစ်ရက်အကြာမှာတော့အိတ်ဆပြီးအန်လာပါတယ်။ဆရာဝန်ကတော့ဒါဟာတာမန်ဗိုင်းရပ်စ်ပိုးဝင်တာပါလို့ပြောလို့ကျွန်တော်တို့တိတ်ကြီးမဆိုင်မိခဲ့ကြဘူး။တမနက်မှာတော့ကျွန်တော်အိတ်နဲ့အတူတောင်ပေါ်မှာလမ်းလျှောက်နေတော့သူမရုတ်တရက်လဲကျသွားပါတယ်။ကျွန်တော်လည်းဘာမှမတတ်နိုင်ပဲအော်ဟစ်နေမိတာပေါ့။အဲ့ဒီနောက်လမ်းသွားလမ်းလာတယောက်ရောက်လာပြီးကျွန်တော်တို့ကိုဆေးရုံကိုခေါ်သွားပေးပါတယ်။တချို့အချိန်တွေမှာကျွန်တော်ခွေးတကောင်ဖြစ်နေရတာကိုမုန်းမိပါတယ်။အိတ်ကိုပြန်တွေ့ရတဲ့အခါကျွန်တော်သူမကိုတော့မမှတ်မိနိုင်တော့ပါဘူး။အဲ့ဒီပုတ်စော်နန္ဒာကအခုဆိုရင်ပိုပြင်းထန်လာပါတယ်။သူမတေတော့မယ်ဆိုတာကျွန်တော်သိနေခဲ့တယ်။နေ့ရောညပါသူမဘေးမှာကျွန်တော်စောင့်နေခဲ့ပါတယ်။တေမင်းရဲ့အရေးကအိတ်ကိုလာခေါ်တော့မှာပါ။ဒါပေမဲ့အရင်ဆုံးကျွန်တော်ကိုကြော်ဖြတ်သွားရပါလိမ့်မယ်။တခြားလူတွေနိုးလာတဲ့အခါမှပဲကျွန်တော်နေရာကနေခွာပါတယ်။ရင်ထဲမှာကြေကွဲနေရတာကလွဲလို့ကျွန်တော်ဘာမှမတတ်နိုင်ခဲ့ပါဘူး။အဲ့ဒီညမှာအိတ်ကသူမမကြောက်တော့ဘူးလို့ပြောပါတယ်။ပြီးတော့ကလေးကိုအသေးချာဆောက်ရှောက်ပေးဖို့ကျွန်တော်ကိုမှာပါတယ်။အဲ့ဒီနောက်သူမကကျွန်တော်ခေါင်းကိုပို့တက်ပေးရင်းအိပ်ပျော်နေရင်းနဲ့ငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာလူတိုင်းထွက်သွားကြတာကိုကျွန်တော်ကြည့်နေမိတယ်။ကျွန်တော်ကရင်ပေါ်တက်ပြီးအိပ်ရဲ့အုတ်ထုပ်အဟောင်းလေးကိုပါးစပ်နဲ့ကိုက်ယူလိုက်ပါတယ်။သူမဘယ်မှမသွားသေးတယ်လို့ကျွန်တော်ခံစားရလို့ပါ။ဒန်နီကတော့သူ့ဇနီးကိုဆုံးရှုံးလိုက်ရလို့လုံးဝကိုစိတ်တက်ကြနေပါတယ်။ညဘက်တွေမှာဒန်နီရဲ့နာကျင်မှုတွေတက်တာအောင်ကျွန်တော်သူနဲ့တူလိုက်ပြေးပေးလေးရှိပါတယ်။ဒါပေမဲ့အခုတော့ကျွန်တော်လည်းအုံမင်းနေပါပြီ။သူ့နောက်ကိုကျွန်တော်အမိမလိုက်နိုင်တော့ဘူး။လမ်းဖြတ်ကူးနေတော့ကားတစ်စီးကကျွန်တော်ကိုတိုက်မိသွားပါတယ်။ဒါကကျွန်တော်အမှားပါ။ဆေးရုံရောက်တော့ကျွန်တော်တေလူနီးပါးဖြစ်ခဲ့တယ်လို့ဆရာဝန်ကဒန်နီကိုပြောပါတယ်။ဒါပေမဲ့ကျွန်တော်အသက်ရှင်ခဲ့ပါတယ်။အချိန်နဲ့ငယ်အကြာမှာတော့အိတ်လေးရဲ့ကိုနှစ်မြောက်မွေးနေ့ကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်မှဆင်နွှဲဖို့ခွန်အားမရှိတော့ပါဘူး။မင်းရဲ့နောက်မွေးနေ့တွေမှာကျွန်တော်မရှိနိုင်တော့ရင်တော့မင်းပြောအောင်နေရမယ်နော်။ကျွန်တော်ရဲ့အချိန်တွေနီးကပ်နေပြီဆိုတာကျွန်တော်ခံစားနေရတယ်။ခွေးတိုင်းကလူအဖြစ်ပြန်မွေးဖွားလာကြတာမဟုတ်ဘူးလို့ပြောကြပါတယ်။ဒန်နီကကျွန်တော်ကိုသူ့လက်မောင်းထဲမှာပွေ့ချထားပါတယ်။လွန်ခဲ့တဲ့10နှစ်ကသူကျွန်တော်ကိုပထမဆုံးစတွေ့ခဲ့တဲ့အချိန်တုန်းကလိုပဲနောက်ဆုံးပြိုင်ပွဲတစ်ခုကိုကျွန်တော်တို့အတူတူကြည့်ခဲ့ကြတယ်။ကျွန်တော်မသွားချင်သေးပါဘူး။နောက်ဆုံးမှာတော့ဒန်နီကကျွန်တော်ကို Ferrari အနီရောင်လေးပေါ်တင်ခေါ်သွားပါတယ်။ကျွန်တော်တို့ဟာအားလက်နေတဲ့လမ်းကြောင်းပေါ်မှာနောက်ဆုံးအကြိမ်ဖြစ်ကားမောင်းခဲ့ကြတယ်။ကျွန်တော်ဘယ်တော့မှဒီလောက်ထိအထူးခြားဆုံးဖြစ်နေတယ်လို့မခံစားခဲ့ဘူးပါဘူး။ဒီမှာပဲထာဝရနေသွားခြင်းမိပါတော့တယ်။